ကဲဒီခါမှာဆိုမောကရဲအတုအကြောင်းပြောပြမယ်ရဲအတုရှိအတုလောက်တာရဲအတုမှတကယ်ကိုလောကပိပိလိန်ထားရဲအတုလိန်တာပြောပါအဲ့တော့ဒီဟာကားဆိုမောသူတဆေစုံနေဖတ်ထားတာပေါ့နော်ရဲအတုရဲကပဲပြန်ဖမ်းမိသွားရဲအတုရဲကပြန်ဖမ်းမိသွားဒါပေမဲ့ကောင်မလေးတယောက်ကြောက်ဖမ်းမိသွားအဲ့လိုမျိုးသူကကြတော့တရုတ်နိုင်ငံမှာတဲ့ main ကလေးတယောက်ကြောက်ပေါ့နော်ဒီရဲရောင်ဆောင်ထားတဲ့သူကိုသူ့ရဲ့တိုက်ခန်းမှာပဲတခါရဲသွားဖမ်းမိခဲ့တဲ့ဆိုတော့တပ်ဘာလဲဆိုတော့အဲ့ဒီရဲပေါ့နော်သူဟာဆိုလို့ရှိရင်ねသူ့ရဲ့ခုနပြောတဲ့ main ကလေးပေါ့နော် main ကလေးနဲ့သူ့ရဲ့ချစ်သူနဲ့အတူတူရှိနေတဲ့ဒီပြောရမယ်ဆိုရင်ဗီဒီယိုပေါ့နော်ဗီဒီယိုဖိုင်အဲ့ဒီဗီဒီယိုဖိုင် online ပေါ်မှာဖြန့်ဝေသွားမယ်ဆိုပြီးတော့ချင်းချောက်လိုက်တာအဲ့ဒီကောင်မလေးကို online ပေါ်မှာဖြန့်ဝေမယ်ဆိုပြီးချင်းချောက်တဲ့အချိန်မှာဒီမျိုးသမီးလေးอ่ะပေါ့နော်သူစဉ်းစားမိမှာပဲရဲဆိုတာကတော့ဒီလိုလုပ်เสียအကြောင်းမရှိဘူးလေသူကအဲ့လိုမျိုးချင်းချောက်တဲ့ခါကျတော့ तू ကဒီ main ကလေးကဆိုလို့ရှိရင်ねဟူဟန်မြို့ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်တဲ့ဒီလိုမျိုးသူ့ကိုပေါ့နော်ဒီရဲတူကဒီလိုလုပ်ပါတယ်ဆိုသွားတိုင်ကြားခဲ့တာတိုင်ကြားတဲ့ခါမှာကျတော့ तू ကဒီရဲတွေကသွားပြီးစစ်ဆေးတဲ့ခါမှာဆိုရင်အဲ့ဒီလူကကျတော့တနစ်နီးပါးကြာအောင်နဲ့ तू ရဲရရှိတူအနေနဲ့ဟန်ဆောင်ခဲ့တာပါတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကကားပေါ်မှာဆိုရင်ねရဲတွေရဲ့အချက်ပြမီးကိုတက်ပြီးတော့သွားလာနေတဲ့သူ့ရဲ့ကားပေါ်မှာရဲအတိုင်းပဲ तू ကသွားတယ်ပြီးတော့သူ့ရဲ့တိုက်ခန်းမှာဆိုရင်လည်းရဲစခန်းအတုကိုလည်းဖွင့်လှစ်ထားတယ်ဟောစရာရဲစခန်းလည်းဖွင့်ထားတယ်ပြီးတော့စစ်ဆေးမင်းမြတ်နဲ့အခန်းမှာဆိုရင်လည်းဒီမော်စီတုံးရုပ်ထုနဲ့အတူတရုတ်နိုင်ငံအလံကိုလည်းထောက်ထားသေးတာတဲ့အဲ့တော့လုံးဝ तू ရဲအစ်စ်တိုင်းပဲဒီလူကဆိုရင်ね तू ငွေကြေးလိမ်လည်မှုတွေပြီးတော့လူမှုလုံခြုံရေးစာရွက်စာတမ်းအတူပြုလုပ်မှုတွေကျူးလွန်ခဲ့တဲ့အပြင်နဲ့ရဲစခန်းကိုလာပြီးတော့သူ့ရဲစခန်းပေါ်တာအနီးနားမှာရှိရဲစခန်းလို့ပဲထင်ကြတာလေလာပြီးတော့တိုင်တဲ့ main ကလေးတွေအဲ့ဒီ main ကလေးတွေကားမှာဆိုရင်လည်းလျှို့ဝှက်ကင်မရာကိုတရားမဝင်တက်ဆင်တာတဲ့သူအဲ့လိုသွားတက်ထားတယ်တက်ထားပြီးတဲ့အခါမှာအဲ့ဒီကင်မရာကိုနီးမျိုးတစ်ခုခုနဲ့ပေါ့နော်ပြန်ခေါ်ပြီးတော့သူကပြန်ယူတယ်ယူပြီးလို့ရှိရင်အဲ့ဒီ main ကလေးကိုငွေညှစ်တာအဲ့လိုမျိုးကြီးလုပ်တဲ့အခါမှာအခုဆိုရင်တော့သူကမိသွားပြီသူ့ရဲ့အခန်းရဲစခန်းလေးပါပါသွားပြီလဲမိရောလိန်နီးကလည်းဘောင်းစုံပဲနော်ဟိုလည်းအခုဒါဒီမှာလည်းကြားရကြောက်စရာကြီးလေဒူးဆိုင်မှုတွေကပို့ပြီးတော့များလာနော်နီးမျိုးစုံအုံနောက်တွေလည်းတော်တော်ကောင်းလာတဲ့ပုံပဲရဲနီညံနဲ့တွေဆိုတာထွက်သလားမင်းနဲ့ဟုတ်ပါကဲဒီတစ်ခါဆိုပြောမယ့်အကြောင်းအရာကြတော့ဒီကယ်လီဖိုးနီးယားပြည်နယ်မှာပေါ့နော်အဲ့ဒီပြည်နယ်အတွင်းမှာဆိုရင်တို့ Los Angeles ရေလောင်တမန်ကြီးရှိတယ်အဲ့ဒီရေလောင်တမန်ကြီးမှာတကယ်ထူးထူးခြားခြားတို့ဘလို့နည်းပညာနဲ့ရေလောင်တမန်ကြီးခန်းချောက်မသွားအောင်ပြုလုပ်ထားလဲဆိုတော့ plastic ဘောလုံးတွေနဲ့ထည့်သွင်းပြီးတော့လုံးဝဒီပေါ့နော်ဘောလုံးပင်တဲ့ပုံစံမျိုးကြီးလုပ်ထားတာတဲ့အဲ့ရေလောင်ကန်ကြီးတစ်ခုလုံးနဲ့မှာလုံးဝ plastic ဘောလုံးတွေဖုံးလွှမ်းနေတာအဲ့အကြောင်းလေးပြောပြမယ်ပေါ့နော်သူကကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာရှိတဲ့185ဧကကျယ်ဝန်းတဲ့ Los Angeles ရေလောင်တမန်ကြီးပေါ့နော်ဒီကရေလောင်တမန်ကြီးထဲမှာကြည့်လိုက်မယ်ဆိုရင်ရေပေါ်မှာပေါ်နေတဲ့ဘောလုံးတွေအဲ့ဒီဘောလုံးတွေက66တန်းလောက်ရှိတယ်အလုံးမပေါ့နော်ဒီဘောလုံးတွေနဲ့ထည့်သွင်းပြီးတော့တိဆောက်ထားတာပေါ့နော်ဒါကဘာဖြစ်လို့လဲဆိုတော့ဒီ plastic ဘောလုံးတွေကတဲ့ရေလောင်ကန်ကြီးအတွက်ကိုအကာအကွယ်တစ်ခုလိုပဲတဲ့သူကဖုံမုတ်တွေရဲ့နောက်မိုးတန်လေတန်တွေနောက်ဒီဓာတုဗေဒပစ္စည်းတွေရဲ့နောက်ပြီးတော့တောရိုင်းတိရစ္ဆာန်တွေကနေရန်တွေကနေပြီးတော့ကာကွယ်ပေးဖို့အတွက်ကိုပေါ့နော်သူတို့အခုလိုမျိုးပြုလုပ်ထားတာတဲ့နောက်ပြီးတော့အဲ့ဒီကန်ကြီးထဲမှာရေလောင်တမန်ကြီးထဲမှာရှိတဲ့ရေကားလန်ပေါင်းတန်း300ကိုလည်းနှစ်စဉ်ရေငွေ့ပြန်သွားမှုမရှိဖို့အတွက်ကိုလည်းလှုပ်ဆောင်ပေးပါတဲ့ပြီးတော့ဒီဘောလုံးတွေကတော်တော်လေးကိုကာကွယ်ထားနိုင်တာပေါ့နော်နောက်ပြီးတော့ဒီကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာသူတို့အဓိကအနေနဲ့ဘာဖြစ်တာလဲဆိုတော့မိုးခေါင်ရေရှားမှုနဲ့တို့ကြုံတွေ့ခဲ့ရတာပေါ့နော်အဲ့ဒီကြုံတွေ့ရပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒီရေတွေကိုတို့ကာကွယ်ဖို့အတွက်ကိုပုံမှန်နီးလန်းမသုံးဘဲနဲ့တို့ကတခြားနီးလန်းပေါ့နော်ပုံမှန်ထက်ကိုပေါ့နော်ဒါပြောမှဆိုရင်တွေ့ဖဲတဲ့နီးလန်းပုံစံမျိုးဖြစ်နေတယ်ဒီတော့အဲ့လိုနီးလန်းကိုတို့အသုံးပြုခဲ့ရတာတဲ့အဲ့ခါမှာဆိုရင်ဒီဘောလုံးတွေကဆိုရင်တို့ဘောလုံးတစ်လုံးရဲ့အရွယ်အစားကကြတော့ပန်းသီးအရွယ်အစားရှိတယ်တဲ့တစ်လုံးစီအတွက်ကိုရင်ဒါတို့ရင်းနေနဲ့36ဆင့်ကုန်ကျစရိတ်ရှိတယ်တဲ့ဒါဘယ်လောက်လဲတော့မသိဘူး36ဆင့်လို့တော့ပြောထားတယ်ပေါ့နော်ဒီတော့ဒီအစီအစဉ်ကိုကြတော့ Los Angeles ရေနဲ့စွမ်းအင်ဌာနကဒေါက်တာ Brain White ကနေပြီးတော့သူကစိတ်ကူးရခဲ့တာအဲ့လိုစိတ်ကူးရခဲ့ပြီးတော့ဒီ project အတွက်ကိုဒေါ်လာ34.5 တန်းကုန်ကျခံပြီးတော့အခုလိုမျိုးပြုလုပ်ခဲ့တာတဲ့ဒါပေမဲ့တခြားနည်းလမ်းတွေနဲ့စမယ်ဆိုရင်ဒါကုန်ကျစရိတ်ကလည်းပို့ပြီးတော့နည်းပါတယ်နောက်ပြီးတော့တစ်နှစ်ပတ်လုံးမှာဆိုရင်လူပေါင်း8100အတွက်ကိုတောက်သုံးရေလည်းပေးဝေနိုင်ပါတဲ့အဓိကဒီလိုမျိုးရေပေါ်မှာပေါ်နေတဲ့ဘောလုံးတွေကြောင့်ဒီရေငွေ့ပြန်မသွားစေဖို့အတွက်ပေါ့နော်နှစ်စဉ်တို့ဒီမှာဒါရေငွေ့ပြန်တဲ့ခါလန်မောင်းလည်းရေခါလန်မောင်းလည်းအများကြီးပဲဒီတော့ဒီလိုမျိုးဘောလုံးတွေကိုအပေါ်နေပြီးတော့ဒီရေပေါ်တွေမှာဆိုရင်ထားလိုက်တဲ့အခါမှာရေငွေ့ပြန်မှုလည်းတို့ထိမ့်သိမ်းထားပြီးသားဖြစ်သွားတာပေါ့နော်ဒီလိုမျိုးနည်းပညာတို့အသုံးပြုပြီးတော့အခုလိုမျိုးပြုလုပ်လိုက်တာဆိုတော့တော်တော်လေးလည်း idea ကောင်းတယ်နော်ဟုတ်တော်တော်နော်ဘယ်လိုပညာတော့ဟုတ်တယ်နော်အဲ့တော့ဟိုရေကန်တွေပါအဲ့လိုမျိုးရေငွေ့ပြန်ခြင်းဘောလုံးတွေအဲ့လိုထန့်ထားလိုက်ပြီးပြီပေါ့နော်ဘောလုံးပင်တဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့နော်လာမယ်အဲ့ကရေကန်တွေရနော် plastic ကို9လီစားမှာတော့
ဆိုရင် ဒါပေမဲ့သူကကန်ကြီးတမန်ကြီးဆိုတော့ဒီထဲမှာတော့မသိဘူးလို့ နည်းနည်းတော့ရှိလားမရှိဘူးလား ဟုတ်တယ် ပြောတတ်ဘူးနော် ကဲအခုခိုင်ကျော်ကြတော့ဒါမြန်မာနိုင်ငံကပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုခိုင်ကျော် Popular News မှာဖတ်ထားတာလေးပြောပြပေးမယ်ဒီလာမယ့်ပညာသင်နှစ်မှာအပြောင်းလဲအနေနဲ့ပေါ့နော်မူလာတန်းမှာဆိုရင်ဒီမူလာတန်းကလေးငယ်တွေအတွက်ထပ်ပြီးတော့မူကြိုတန်းတစ်တန်းကိုထပ်ပြီးတော့တိုးမယ်တဲ့အဲ့တော့ကလေးငယ်တွေအတွက်ပညာရေးစနစ်တွေကအခုဆိုရင်တော့ပြောင်းလဲမှုတွေကအများကြီးပဲဒါထပ်ပြီးတော့ပြောင်းလဲမှုပေါ့နော်အဲ့တော့လာမယ့်ပညာသင်နှစ် KG ဒီမူကြိုတန်းတစ်တန်းကိုထပ်ပြီးတော့တိုးဖို့သိကြသွားပါပြီတဲ့တင်ယုံညွန်းနဲ့ပြောင်းလဲမဲ့ကိစ္စကိုကြတော့အတိမပြုတ်နိုင်သေးပါဘူးလို့ပြောထားတယ်ဒါကိုအခြေခံပညာဦးစီးဌာနကညွှန်ကြားမှုဦးအောင်မြတ်နေပြီးတော့ပြောတာတဲ့အဲ့တော့တင်ယုံညွန်းပုံစံကတော့ပြောနေကြတာပဲရှိသေးတယ်လို့ပြောတယ်ပြီးတော့ဆရာတွေကင်တာကတော့ထွက်ပြီးပြီတဲ့နောက်ကျောင်းသားကင်တာတော့မထွက်သေးပါဘူးတဲ့ပြီးတော့ဒီ2016-2019ပညာသင်နှစ်မှာဆိုရင်တင်ယုံညွန်းနေပြောင်းလဲသွားမယ်နောက်ပြီးတော့လက်ရှိသင်နေရတဲ့မူလာတန်း9နှစ်အစားကိုခုနပြောတဲ့ KG တန်းထပ်ပြီးတော့ပေါင်းမယ်ဆိုရင်6နှစ်ပေါ်စုစုပေါင်းပြောင်းလဲသွားမယ်နောက်ပြီးတော့အထက်တန်းမှာကြားလို့ရှိရင်လည်းဒီဧကာဒသမတန်းအပါဖြစ်သွားမယ်ဆိုတဲ့သတင်းတွေပေါ့နော်ပြောင်းလဲမှုတွေတော့ရှိနေအောင်မယ်လို့ပြောတယ်အဲ့တော့တင်ယုံညွန်း9နှစ်စီမံကိန်းသတ်မှတ်ပြီးတော့အသီးသီးပြောင်းလဲရေးဆွဲသွားမယ်တဲ့ပြီးတော့တစ်နှစ်နဲ့တစ်နှစ်လည်းပြောင်းလဲသွားမယ်အတန်းစင်တွေတူညီမှလည်းမဟုတ်ဘူးလို့ပြောတယ်အဲ့တော့ကလေးငယ်တွေအတွက်ပညာရေးကတော့ဘာတွေပြောင်းလဲမှုတွေဖြစ်လာလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ပြောကလေးငယ်တွေတော့ပို့ပြီးတော့ကြိုးစားရတော့မယ်ဘာလို့ဆိုတော့အတန်းတွေလည်းများလာပြီဟုတ်တယ်အခြေခံမှာစာကြည့်သွားတာပေါ့နော်ဟုတ်တယ်အခြေခံကောင်းအောင်ပေါ့ဟုတ်တယ်ကဲအခုသတင်းတွေပြီးသွားပြီခဏနာမယ်နော်ထပ်ပြီးတော့ပြောပြပေးမယ်အလှပရေးရအကြောင်းအရာတွေကြန့်ရှိနေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါဦးမယ်ရှင်